င်ထားလိုက်ရုံနဲ့နေရာဒေသမျိုးမှာလျှက်စစ်ပစ္စည်းတွေကိုအသုံးပြုလို့ရမယ်ဆိုရင်စိတ်ဝင်စားလားဟုတ်ပါတယ်ဒီဆိုလာတစ်ချက်ပါဝင်တဲ့ဆိုလာမီးပေးစနစ် T850 တစုံကိုတက်ဆင်ထားမယ်ဆိုရင်တော့နေရောင်ကြီးရရှိတဲ့ဘယ်နေရာမှာမဆိုအိမ်သုံးရုံသုံးလျှက်စစ်ပစ္စည်းတွေဖြစ်တဲ့ Ecola, Panga, TV, Wi-Fi, AMI, CCTV နဲ့လက်တော့တို့လိုမျိုးအိမ်သုံးရုံသုံးတွေပပလျှက်စစ်ပစ္စည်းတွေကိုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒီဆိုလာမီးပေးစနစ် T850 တစုံပါဆိုရင်တော့အာမခံ9နှစ်တိတိပါဝင်တဲ့ monotype solar panel နဲ့980 watt ကတစ်ချက်ပါဝင်မယ်အင်ဗာတာမှာဆိုရင်လည်းအာမခံ3နှစ်တိတိပါဝင်ပြီးတော့အိန္ဒိယနိုင်ငံထုတ်စစ်စစ်ဖြစ်တဲ့လူမီနီယာအမတ်တစိ850ဘူးရဲ့တွဲဖို့ပြူအားဆိုင်ဝင်းအင်ဗာတာလေးတစ်လုံးပါဝင်မယ်ဘရီမှာဆိုရင်လည်းအရေးသွဲကောင်းပြီးအာမခံ1နှစ်တိတိပါဝင်တဲ့လူမီနီယာအမတ်တစိ200 ampere hour တွဲဖို့တော့ချူပူလာဘရီတစ်လုံးနဲ့ကွန်ဒိုလာလေးကိုတော့ MPPT 60 ampere တို့နဲ့တွဲဆက်ပေးထားတာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ဒီဆိုလာမီးပေးစနစ်တစ်စုံကိုစက်သွယ်မှာယူအားပေးလိုပါကညီမလေးတို့ကုမ္ပဏီရဲ့ဟော်လိုင်းနံပါတ်လေးဖြစ်တဲ့39ကိုခွန်ကိုသုံးလုံးတစ်ဆက်ကိုလည်းစက်သွယ်စုံစမ်းမြင်မြလို့ရသလို10ပြားစေးဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးပြုံးလွင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်